လမ်းဘေးခွေးဘဝကနေကဘာကျော်ငိမ့်ချမ်းရဲ့တန်တမန်ဖြစ်လာတဲ့ခွေးကလေးအာလောကလမ်းဘေးခွေးလေးတစ်ကောင်ကိုအမေရိကန်ဒေါ်လာ15,000အကုန်ကျခံပြီးအမေရိကန်ထိခေါ်သွားတယ်ဆိုတာတင်ယုံနေပါမလားအိန္ဒိယကလမ်းဘေးခွေးဘဝကနေခုဆိုရင်အမေရိကန်နိုင်ငံသားထီပြီးကဘာကျော်နေတဲ့ငိမ့်ချမ်းရဲ့ခွေးလေးအာလောကရဲ့မယုံနိုင်စရာဇာတ်လမ်းကိုပြောပြပေးပါမယ်အာလောကဆိုတာအစကတော့အိန္ဒိယကကိုလကတာမြို့လမ်းမတွေပေါ်မှာအစာမဲ့နေစရာမဲ့လက်လည်နေတဲ့ခွေးလေးပါ2022ခုနှစ်မှာ Walk for Peace ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့နဲ့တွေ့ဆုံခဲ့ပြီးနောက်သူ့ဘဝဟာထာဝရပြောင်းလဲသွားခဲ့ပါတယ်။သူဟာရပ်ပေါင်း122ရက်လုံးကိုအခွင့်နောက်ကိုတစ်ကောက်ကောက်လိုက်ခဲ့တာကြောင့်ဆရာတော်ဥပညာကာရကတန်ရုံးစင်ဖြစ်ပြီးဒေါ်လာ15,000အကုန်ကျခံကလက်ဆက်ရည်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။အာလောကမှာထူးခြားချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့သူ့ရဲ့လက်ဖူးပေါ်မှာတဘာဝအတိုင်းပါလာတဲ့အသေးပုံအဖြစ်ရောင်အကွက်လေးပါပဲ။သူ့ရဲ့လိမ္မာရင်ကျေးမှုနဲ့ဒီအသေးပုံလေးကြောင့်အမေရိကန်လူမျိုးတွေရဲ့အသေးဆွဲကြည့်ခဲ့ပါတယ်။မိုင်မောင်းနှစ်ထောင်သုံးလာရှင်းရတဲ့ဝါရှင်တန် DC အထိငင်းချမ်းရေးလမ်းလျှောက်ပြီးစင်ပါတယ်။သူဟာအဖွဲ့ဝင်တစ်ဦးဖြစ်လက်ကြွစွာပါဝင်ခဲ့ပါတယ်။ခုဆိုရင်အာလောကအတွက်အင်တန်ဆက်ဆွဲထားတဲ့အချင်းတွေတော့ရှိနေပါပြီ။ဒီပွားနေရမျိုးတိုင်းမှာလူအုပ်ကြီးကတောင်းတောင်းပြပြကြိုးစိုးကြပြီးသူ့ကိုဂုဏ်ပြုဖို့အချင်းတွေတော့ကြည့်ကြပါတယ်။လမ်းဘေးခွေးလေးတစ်ကောင်ဟာစိတ်ရင်းမှန်ရင်ကမာကြီးကိုငင်းချမ်းရေးတတိစကားဘလို့ပေးနိုင်လို့ဆိုတာအာလောကကသိနေကြလိုက်တယ်လေ။အသေးပုံကကူးလေးနဲ့အာလောကကိုသင်ရောချစ်သွားပြီလား။လမ်းဘေးခွေးလေးအပေါ်ထားရှိခဲ့မြတ်တာတရားကဘလောက်ထိစွမ်းအားမီးမားလဲဆိုတာ comment မှာရေးသွားကြပါအောင်အားလောကကိုချစ်ရင် like နဲ့ share လေးလုပ်ပေးခဲ့အောင်နော်